နားလေတယ်အဲ့ပြောပြတယ်နည်းနည်းတော့ခက်မိတာကပြောတာနည်းနည်းလွယ်ပြီးတယ်နားလေတယ်ဆိုတော့ပြောပြဖို့ပို့တယ်ဘယ်လိုနားလဲပါမယ်နားထောင်တာပေါ့ attachment ပြောတာကိုတကယ်နားလေဖို့ဆိုသူ့ attachment မလုပ်ဘူးပေါ့လေသူဘာလို့ဆိုလို့လဲသူစိတ်ထဲမှာဘယ်လိုခံစားနေရလဲဆိုတော့တကယ်တစ်ခါလေးသူပြောတဲ့စကားကိုသူမပြောတတ်တဲ့ခါဘုန်းကြီးကဖြည့်ပြီးတော့ပြောတော့အဲ့ဒါဟုတ်တယ်အဲ့လိုပဲလေအဲ့လိုဖြစ်နေတာအဲ့လိုတွေးတယ်အဲ့လိုခံစားရတယ်သူဘယ်လိုတွေးမလဲသူဘယ်လိုခံစားမလဲဆိုတော့မှန်ကြည့်ငါတွေးနေတာကိုသူသိတယ်ငါဘယ်လိုခံစားရလဲဆိုတော့သူသိတယ်တချို့နေရာတွေမှာငါမပြောနိုင်လို့ရက်တန့်သွားတဲ့ခါမှာသူကစကားလုံးနဲ့တစ်လုံးထောက်ပေးလိုက်တယ်ငါပြောလို့ရတယ်ပွန့်ထွက်လာတယ်ဒါရီကအန်တိုင်းနောက်တော့တရက်တော့အဲ့ဒါတော့ကြာဘုန်းကြီးရောက်ပြီးတော့10လလောက်ရှိတယ်ညဘက်မှာတင်းလုံးချဖို့တရားထုတ်တယ်အထုတ်တော့လာပြင်းညလည်းဖြစ်နေတယ်လမ်းလျှောက်ရင်းနဲ့ခဏကပေါ်တယ်ဒီတော့ကဒီကြီးကိုထိရုံပဲထိလိုက်တယ်ကျွန်တော်ကပေါ်လေးထဲမှာလမ်းလျှောက်ဖြစ်တယ်အဲ့လိုရှောင်းရင်းနဲ့သူလာအောင်မောကျဲတယ်ဒီလာကြီးကစားလိုက်တာအဲ့ဒါကိုအားရပါရလာတယ်သူ့အတွက်ကအမ်တန်ထူးခြားတဲ့အတွေ့အကြုံတစ်ခုခဏကိုစိတ်ကောပေါ်အေးချမ်းနေတယ်အလုံးကအိပ်ပျော်နေတဲ့ချိန်လမ်းလျှောက်ရတာအလေးချိန်မရှိတော့ဖြစ်တယ်လာအောင်ကြည့်လိုက်တော့လေကြည်လင်အေးချမ်းဒါစားတယ်စိတ်ဆင်းရဲနေတဲ့လူကစလာနေတာကိုမြင်စလာတယ်လို့သိတယ်သူက depression ဖြစ်နေတဲ့လူကဘယ်အောင်မှစလာတယ်လို့သိတယ်ဘယ်သူမှချစ်စရာကောင်းတယ်လည်းမသိဘူးဘယ်သူမှလည်းမချစ်ဘူးသူလည်းဘယ်သူမှမရှိဘူးလို့ပဲသိတယ်အဲ့ဒီကစားမှာလည်း depression တက်သွားနေပြီလို့ပြောတယ်ဆရာကလည်းသူ့ဆေးရှော့တော့ပြောတယ်အဲ့ဒီဆေးရှော့လိုက်တဲ့အခါမှာသူတရားထုတ်တာကိုရှင်းပြတာဆေးက depression symptom ကိုတက်တောင်လုပ်ပေးတယ်နော်ဒါပေမဲ့တရားထုတ်နေမှာတော့ရှင်းတယ်တော့ဆေးကိုဖြည်းဖြည်းရှော့တော့ဒီရက်လည်းပြတ်သွားတယ်မင်းဆေးကလည်းပြတ်သွားတယ် depression ဆေးလည်းသူရှော့သွားတယ်ကျမကြီးကပိုကောင်းလာတယ်ဒီရက်တော့ဘုန်းကြီးကပြောတယ်တက်တည်းကနည်းနည်းလေးဝလာတယ်နော်သူအခု19ပေါင်တိုးလာပြီညနေလေးနဲ့ပြည့်တေချာမှမလို့ပြောတဲ့နံပါတ်တွေအခါလေးဒီပုံကြီးစီစာရေးပုံကြီးလည်းစာပြန်ပါသူတယောက်တည်းမပေါ့နောက်တယောက်ရှိတယ် Henry Sitter ဆိုတာကျောင်းက director မျိုးမျိုးအဲ့လိုပဲပြောတော့ငိုတယ်အဲ့လိုနဲ့နောက်ဖြည်းဖြည်းတရားထုတ်တဲ့ပုံပြောရတယ်နော်လုံးဝ depression ဆင်းတော့တယ်ကျောင်းပြန်တက်တယ်သူကစင်းကန်အိမ်လုံးဝတက်ဖူးတယ်အဲ့ကျောင်းကိုပြန်တက်တယ်စင်းကန်ဘွဲသူပြန်ရတယ်ရပြီးတော့သူ့ဟာနဲ့သူနေရာလေးတစ်ခုရှာပြီးတော့စင်းကန်လုံးစင်းကဒီကျောင်းပြန်တက်သူ့ဘဝသူပြန်ရလာပြီနော်သူကဘဝတစ်ခုတည်းရှိလာအိမ်လုံးကဘဝမရှိရေစုံမျောနေတဲ့ပေတာတွေလိုပဲဘယ်ရောက်လို့ရောက်မှမသိပါလို့လို့မှလည်းမသိဘာမှလုပ်ချင်မရှိအဲ့လိုဖြစ်လာတဲ့နောက်လူရင်းနဲ့ဆက်ဆံရေးတူကောင်းတယ်ဘုန်းကြီးလာရင်လူရင်းနဲ့ဆက်ဆံရေးကြောင်းပြန်ဘုန်းကြီးလည်းထပ်ဖြည့်တယ်ဒီလိုသဘောထားနဲ့ဒီဆက်ဆံပြောဆိုအမေရိကန်စကားလုံးပြောအဲ့ဆက်ဆံရေးတူကောင်းလာတယ်လေဒီကိုစိတ်ချမ်းသာတယ်ဖြစ်လာတယ်သူ့ကိုဒီ confidence ကိုရှိတယ်တော့ဆက်ဆံရေးမကောင်းရင် confidence ရှိတယ်လူတွေကိုမချင်းတဲ့စိတ်နဲ့ဒေါသပဲနေတာဖြစ်အဲ့လိုနဲ့ဒီလူကောင်းပြောင်းဖြစ်သွားတယ်နော်အဲ့တော့သူ့စိတ်ထားတွေပြောင်းလာတဲ့အခါမှာသူ့လောကကြီးကသူ့စိတ်ထားတွေပြောင်းသွားတဲ့အချိန်မှာလူတွေကသူ့ဆက်ဆံမှုပြောဖို့ဆိုဖို့တုံ့ပြန်ပုံတွေပြောင်းနေတာသူ့ကိုပို့ပြီးချစ်ခင်လေးတာတဲ့လူဖြစ်အဲ့တော့သူကလည်းပို့ပြီးချစ်ခင်လေးတာတဲ့လူဖြစ်အဲ့တော့သူ့ဘဝပိုကောင်းလာဖို့သူနဲ့ထိတွေ့ဆက်ဆံရတဲ့လူတွေကိုကလည်းမြစ်တာလို့နာပေးနိုင်ဖို့နားလည်မှုပေးနိုင်ဖို့လိုတယ်သူတို့စီကလည်းမြစ်တာလို့နာနဲ့နားလည်မှုရမှာဖြစ်တယ်ပတ်စံရရုံနဲ့ဘယ်လိုလဲသူကကြီးကမိကလေးချမ်းသာလို့ရောဘယ်လိုလဲပြောပစ္စည်းဝယ်ခြင်းနဲ့ပစ္စည်းလိုခြင်းနဲ့ဝယ်လာပြီးတော့ရောဒါပေမဲ့မိကစီကမြစ်တာနဲ့နားလည်မှုမရဘူးဆို
အတိတ်ပဲရှိအဲ့တော့အခြေခံအဖြစ်နော်ဒီတယောက်ကကိုဘဝတိုးတက်ချင်တယ်ဆိုရင်စာမများချက်ဆောင်းဝဲမများဖြေလို့ခေါင်းကြီးမပြောချင်ဘူးနော်ကိုယ်စိတ်ကိုပထမအောင်ဆုံးနည်းနည်းလေးတူရတယ်မြင်လို့ဘုန်းကြီးကတော့အာနာပါနနဲ့စခဲ့တာပါအသက်ရှူတာကိုတခီးစိတ်နေလာတဲ့ခါမှာရှားလို့လောက်ရပို့ပြီးတော့ထိထိရောလုံးနေတာအမှားလဲလာပို့ပြီးတော့မှတ်မိတယ်ပို့ပြီးတော့စဉ်းစားနိုင်တယ်မေတ္တာကရုဏာလည်းပို့ပြီးတော့ဖြစ်တာစိတ်အေးချမ်းလာရင်မေတ္တာကရုဏာအလိုလိုထွက်လာအဲ့ဒါလည်းပို့ပြီးစီအဲ့တော့ကိုယ်လောကကိုပို့ပြီးတော့လှသွားအောင်လုပ်လို့ရတယ်နော်ကိုယ်လောကကိုကိုယ်လှအောင်လုပ်ချင်ဘယ်ကစမလဲဒီပါဖြေလိုက်လို့ဖြေကိုယ်စိတ်ရတယ်နော်ကိုယ်စိတ်ကိုနည်းနည်းအေးချမ်းအောင်လုပ်ရအောင်လှအောင်ပြောတာအတိတ်ပဲရိုးပြောရင်တော့ကိုယ်စိတ်ကိုလှအောင်ဘယ်လိုလုပ်မလဲတရားဟောမှာအကုန်ရှိဆက်လည်းမထက်ဘူးနားလည်းမလည်နိုင်စရာလည်းမရှိဘူးအခြေခံလုပ်မဆိုအခုလုပ်လို့ရတယ်သူကမလုပ်တတ်ဘူးဆိုမလုပ်တတ်စေမရှိလုပ်တတ်အောင်သင်နေဖို့တော့သိမလို့အစအခြေခံဆိုလုပ်လို့ရတယ်တော့တစ်ချိန်ပြင်းသွားရင်တော့ခက်သွားတာရှိပါတယ်ခက်တဲ့ပိုင်းရှိတယ်လွယ်တဲ့ပိုင်းကသင်နေစရာမရှိချို့မတင်မနဲ့သူ့အတူတတ်သွားလို့ရှိတယ်သူစာဖိုင်းနဲ့စမ်းကြည့်မယ်ဆိုပြီးစမ်းကြည့်ရင်လည်းတည်သွားလို့လည်းရှိတာကိုထိတွေ့နေတဲ့လောကကြီးကသူ့အရှိတိုင်းကိုထိတွေ့ရတာမဟုတ်ကိုမြင်ရကြားတဲ့အဲ့ဒီမြင်ကွင်းလေးအတန်လေးကမှအခြေခံပြီးတော့ကိုယ်စိတ်ကအတိတ်ပဲတောက်တယ်အဲ့ဒါကိုပြန်တုံ့ပြန်ကိုကအတိတ်ပဲတောက်တာမှားနေကိုကတုံ့ပြန်တာ